ကျွန်တော်အိမ်သုံးသားဖန်းလေးမှာအနေငယ်ပြုပြင်မှုမှန်မှုလေးလုပ်ခဲ့မိတာပါဒါပေမဲ့ဒီຢာကအဖေကိုဒီလောက်ထိဒုက္ခရောက်စေမယ်လို့ကျွန်တော်ပဲသိပါမလဲငါးဖန်းလေးတစ်စင်းမှာရေးတက်သုံးအမြောက်တွေ17နှစ်လက်နောက်ပြီးဒုံးကျည်ပစ်ခတ်တဲ့စနစ်တွေအထိဘယ်လိုလုပ်ပြီးရှိနေနိုင်မှာလဲငါးတွေကဘာများပြစ်မှုကျူးလွန်ထားလို့ဒီလောက်ထိပြင်းထန်တဲ့စီမံချက်တွေချမှတ်ထားရတာလဲအဖေဆိုရင်ကြောက်လွန်းလို့ကျွန်တော်ကိုရဲလက်အပ်ပြီးအဖမ်းခံခိုင်းမှုအထိလုပ်ခဲ့တာပါဒါပေမဲ့ကျွန်တော်ဒီຢာအားလုံးကိုလုပ်ခဲ့ရတဲ့အကြောင်းရင်းကတော့အတိတ်ဘဝတုန်းကအဖေတို့ပင်လယ်မှာငါးဖမ်းထွက်စဉ်ပင်လယ်သားပြတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရလို့ပါကျွန်တော်တို့မိသားစုတစ်ခုလုံးသူတို့လက်ချက်နဲ့ပဲပျက်စီးခဲ့ရတာလေဒီတစ်ခေါက်အသက်ပြန်ရှင်ခွင့်ရလာတဲ့အခါမှာတော့အဖေကိုပင်လယ်တော့မထွက်ဖို့တားမဲ့စားကျွန်တော်ရဲ့အထူးစွမ်းရည်ကိုတုံးပြီးလက်နက်တွေကိုယ်တိုင်ဖန်တီးခဲ့တာပါကျွန်တော်တို့ရဲ့လေကိုစစ်တင်မောငယ်တစင်းလို့ပြောင်းလဲလိုက်တာကအဖေနဲ့အတူလိုက်သွားပြီးအဲ့ဒီဓာပြတွေကိုရင်ဆိုင်နိုင်မှုအတွက်ပါခီးမထွက်ခင်တရက်အလိုမှာကျွန်တော်ကိုယ်တိုင်လှုပ်ထားတဲ့လက်နက်တွေကိုစိတ်ကန်းကိုဓာတ်ရိုက်တယ်လာပြီးအဖေကိုစိတ်အားထက်သန်စွာနဲ့ပြောလိုက်ပါတယ်အဖေအခုဆိုရင်ကျွန်တော်တို့လေကိုပင်လယ်ဓာပြတွေလာကြောက်เสียရမလို့တော့ဘူးအထဲမှာရှိတဲ့ဒီတလက်ကတော့30မီလီမီတာအမွှာပြောင်းအမြောက်ပါပင်လယ်ဓာပြတွေကိုဒါနဲ့ပစ်လိုက်ရင်ဟင်းသီးဟင်းရွက်တွေလိုပဲအပိုင်းပိုင်းပြတ်ထွက်သွားမှာပြီးတော့ဒါကပင်ဆက်ဖန်ဆက်အမျိုးအစားရေငုပ်သမားစန့်ကျင်ရေးလက်ပစ်ပုံပစ်ဆက်ပါတင်မောနာကိုရေကူးပြီးကတ်လာမဲ့ဓာပြတွေအတွက်တည်တံ့ဖို့အဲ့ဒီအပြင်14.5မီလီမီတာ17နှစ်လက်လဲပါတဲ့အေဒင်ပင်လယ်ကွေ့မှာရှိတဲ့ဓာပြတွေအားလုံးကိုဒါနဲ့တင်အေးဆေးရှင်းပစ်လို့ရတယ်ကျွန်တော်အဖေကစစ်တပ်မှာဘယ်တော့မှမရှိခဲ့ဘူးပေမဲ့နှစ်ပေါင်းများစွာပင်လယ်ပြင်လုပ်ငန်းလုပ်လာခဲ့တဲ့သူဖြစ်တဲ့အတွက်စစ်တင်မောတွေကိုတော့အများကြီးမြင်မှုခဲ့ပါတယ်တစ်ချက်ကြည့်လိုက်တာနဲ့တင်ဒါတွေဟာတကယ်စစ်တင်မောတွေမှာတက်ဆင်တဲ့လက်နက်တွေနဲ့တူနေမှန်းတူနားလည်သွားပါတယ်အဖေချက်ချင်းပဲထိတ်လန့်သွားပြီးဟိတ်ကောင်ရက်လိုက်စမ်းဒါတွေကအပြောမဟုတ်ဘူးဒါတွေအတွက်ဆိုရင်ထောင်ကျသွားနိုင်တယ်မင်းအခုမှကောလိပ်တက်ဖို့ဝင်ခွင့်ရထားတာကျွန်တော်တို့မိသားစုကဒီလိုအမှားမျိုးမလုပ်နိုင်ဘူးလာအခုချက်ချင်းသွားမယ်လို့ပြောပြီးကျွန်တော်လက်ကိုဆွဲခေါ်ပါတယ်ဒါပေမဲ့ကျွန်တော်သူ့လက်ကိုခါထုတ်လိုက်ပြီးအဖေဘာတွေပြောနေတာလဲကျွန်တော်ဘာမှခိုးလာတာမဟုတ်ဘူးဒါတွေအားလုံးကိုကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါလို့ပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဦးလေးဆူရက်ပါမှာဖြည်းဖြည်းချင်းလမ်းလျှောက်လာပြီးလက်နက်တွေကိုမြင်တဲ့အခါရေမောလိုက်ပါတယ်။အော်ဒါတွေကရုပ်ရှင်ရိုက်တဲ့ပစ္စည်းတွေနဲ့တူလိုက်တာတကယ်အစ်စ်လိုမျိုးလုပ်ထားလိုက်တာလို့ပြောပါတယ်။အဖေကချက်ချင်းပဲအကိုကြီးဆိုလိုတာကဒါတွေကအတုတွေပေါ့ဟုတ်လားလို့မေးပါတယ်။ဦးလေးကရေမောရင်းဟုတ်တာပေါ့။ TV မှာလည်းဒီလိုပစ္စည်းတွေမြင်ဘူးတယ်မဟုတ်လားဒီကလေးကခုမှငယ်သေးတာသူကဘဲကနေတကယ်လက်နက်တွေရလာမှလဲမင်းကိုလှည့်စားနေတာနေမှာ။စာအုပ်နှစ်အုပ်လောက်ဖတ်ထားတာနဲ့သူ့ဖေကိုပါလှည့်စားတက်နေပြီလို့ပြောပါတယ်။ကျွန်တော်ပြန်ရှင်းပြဖို့ကြိုးစားပေမဲ့အဖေဒါတွေကတကယ်အစ်စ်ပါလို့ပြောတာကိုသူတို့ကရေမောရင်းပဲဟုတ်ပါပြီကောင်းပါပြီအခုမြန်မြန်လေးပေါ်တက်ကြရအောင်လို့ပဲပြောကြတယ်ပြီးတော့သူကဝေါ်ကီတိုကီထုတ်ပြီးလူတွေကိုအကူအညီအတွက်ခေါ်လိုက်ပါတယ်ဆွေမျိုးတွေကလည်းပထမတော့ဒီလက်နက်တွေကိုကြည့်ပြီးကြောက်သွားကြပေမဲ့အဖေကဒါတွေကပင်လယ်ဓာပြတွေကိုခြောက်လန့်မှုအတွက်သာလုပ်ထားတဲ့အတုတွေပါလို့ရှင်းပြလိုက်ပါတယ်လူအားလုံးကရေမောရင်းနဲ့ပဲစိတ်အေးလက်အေးနဲ့လက်နက်တွေကိုတင်မောပေါ်တင်ကြပါတယ်ဘလောက်တောင်အစ်စ်နဲ့တူလဲဆိုပြီးချီကျူးနေကြသေးတယ်ကျွန်တော်ကတော့ဘေးမှာတိတ်တိတ်လေးရက်ကြည့်နေလိုက်တယ်သူတို့ကအတုပဲထင်ထင်အစ်စ်ပဲထင်ထင်ကျွန်တော်အတွက်အရေးမကြီးပါဘူးအရေးကြုံလာတဲ့အခါဒီຢာတွေကလူတွေရဲ့အသက်ကိုကယ်တင်ပေးနိုင်ရင်ပဲကျွန်တော်အတွက်လုံလောက်ပါပြီနောက်တစ်နေ့မှာတော့ကျွန်တော်တို့ရဲ့စာကာရာနီကုန်တင်တင်မောကြီးစိတ်ကန်းကနေထွက်ခွာလာပြီးစစ်တပ်ရဲ့စစ်ဆေးရေးဂိတ်စီဦးတည်သွားပါတယ်။အဲ့ဒီနေရာမှာကြီးမားတဲ့တင်မောတိုင်းကိုစစ်ဆေးလေးရှိပါတယ်။ဟိုဘက်ကစစ်တပ်စစ်ဆေးရေးစခန်းရုံးမှာကွန်မန်ဒါအကြီးတာကူကဖိုင်တွေကိုအေးစစ်ဆေးကြည့်နေတော့မှပဲစစ်တီတယောက်အမော်တကောနဲ့အထဲကိုပြေးဝင်လာပြီးစာအကြီးမားဆုံးပြဿနာတစ်ခုတက်နေပါပြီ။ပင်လယ်ထဲမှာထူးဆန်းတဲ့လက်နက်တွေနဲ့တင်မောတစ်စင်းတွေ့ရှိထားပါတယ်။အပေါ်ကနေကြည့်ရင်တော့တာမန်ကုန်တင်တင်မောလိုပဲဒါပေမဲ့အဲ့ဒီပုံမှာအမွှာပြောင်းအမြောက်ကြီးတွေတက်ထားပါတယ်လို့ပြောပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါအကြီးတာကူတယောက်တုံ့လောက်သွားပါတယ်အဲ့ဒီလိုလက်နက်ကြီးတွေဒါအနီးကပ်ပစ်လိုက်ရင်တင်မောတစ်ခုလုံးပြဖြစ်သွားနိုင်ပါတယ်သူချက်ချင်းပဲ watch tower စီပြေးသွားပြီးမှန်ဘီလူးနဲ့လှမ်းကြည့်လိုက်ပါတယ်ရှေ့မှာမြင်နေရတဲ့တင်မောဟာအဲ့ဒီတင်မောပါပဲအပေါ်မှာတက်ထားတဲ့လက်နက်တွေကတကယ်အစ်စ်တွေနဲ့လုံးဝတူနေပါတယ်သူချက်ချင်းပဲလူတွေကိုအမြန်ဆုံးလုံခြုံတဲ့နေရာကိုရွှေ့ခိုင်းပြီးအပေါ်ကိုအစီရင်ခံလိုက်လို့အမိန့်ပေးလိုက်ပါတယ်ရေဒါစခန်းကလူတွေကဘာလုပ်နေကြတာလဲအဲ့ဒီအချိန်မှာပဲနောက်စစ်တီတယောက်ကပြောပါတယ်စာတင်မောနံပါတ်8995စာကာရာနီကုန်တင်တင်မောကစစ်ဆေးဖို့အတွက်စိတ်ကန်းကက်ခွင်တောင်းနေပါတယ်အကြီးတာကူခဏလောက်ရက်တန့်သွားပြီးမှန်ဘလူးကိုပြန်ထုတ်ကြည့်လိုက်ပါတယ်တင်မောပေါ်မှာစာကာရာနီလို့ရှင်းရှင်းလင်းလင်းရေးထားတာကိုတွေ့လိုက်ရပါတယ်အိန္ဒိယရဲ့တာမန်ကုန်တင်တင်မောတစ်စင်းပေါ်မှာဒီလောက်အဆင့်မြင့်တဲ့လက်နက်တွေဘယ်လိုလုပ်ပြီးရှိနေနိုင်ရတာလဲဆိုတာသူလုံးဝနားမလည်နိုင်ဖြစ်နေပါတယ်သူရုံးခန်းကိုချက်ချင်းပြန်သွားပြီးတင်မောရဲ့မှတ်ပုံတင်အချက်လက်အားလုံးကိုစစ်ဆေးကြည့်ပါတယ်စာရွက်စာတမ်းတွေအရအားလုံးကမှန်ကန်နေပါတယ်ပြီးတော့သူ wireless နဲ့ဆက်သွယ်လိုက်ပါတယ်ငါကစစ်တပ်စစ်ဆေးစခန်းရဲ့ကွန်မန်ဒါအစာတာကူပြောနေတာမင်းတို့တင်မောမှာတက်ထားတဲ့လက်နက်ကိစ္စဘာဖြစ်တာလဲအဖေကတော့ပင်လယ်ဓာပြတွေကိုခြောက်လန့်မှုအတွက်အတုတွေသာဖြစ်ကြောင်းအဲ့ဒီအကြောင်းပြချက်ပဲပြန်ပြောလိုက်ပါတယ်အကြီးတာကူနည်းနည်းတပြင်းချလိုက်ပြီးတင်မောကိုကန်းကနေဝေးဝေးမှာရပ်ထားဖို့အမိန့်ပေးလိုက်ပါတယ်ပြီးတော့သူကိုယ်တိုင်သူ့အဖွဲ့နဲ့အတူစစ်ဆေးဖို့သွားခဲ့ပါတယ်ခဏကြာမှာတော့ကျွန်တော်တို့တင်မောဟာစိတ်ကန်းစီဖြည်းဖြည်းချင်းကတ်လာပါတယ်အကြီးတာကူကစာရွက်စာတမ်းတွေကိုအလွန်သေးစိတ်စစ်ဆေးပေမဲ့ဘာမှရွေးမှမတွေ့ခဲ့ရပါဘူးအဲ့ဒီနောက်မှာတော့သူ့အဖွဲ့နဲ့အတူတင်မောပေါ်တက်လာပါတယ်တက်ပေါ်ကိုသူတို့မျက်စိရောက်သွားတာနဲ့အဲ့ဒီရေတက်သုံးအမြောက်ကြီးကိုမြင်လိုက်ရပြီးသူတို့စက္ကန့်အနည်းငယ်လောက်မြင်ကျသွားပါတယ်နှစ်ပေါင်းများစွာစစ်တပ်အတွေ့အကြုံရှိတဲ့သူဖြစ်တဲ့အတွက်ဒီလက်နက်တွေကအထူးထပ်အစ်စ်နဲ့ပိုတူနေမှန်းသူတို့ခံစားမိပါတယ်သူဖေးဘက်ကိုလှည့်ပြီးခမားတို့တင်မောပေါ်မှာဓာရီတက်ဖို့ဘယ်လိုလုပ်ပြီးစဉ်းစားမိကြတာလဲလို့မေးပါတယ်အဖေကနည်းနည်းစိုးရိမ်တဲ့ပုံစံနဲ့အေဒင်ပင်လယ်ကွေ့မှာအခြေအနေတွေမကောင်းဘူးလို့ကျွန်တော်သားကပြောလို့ဓာရီလုတ်ခိုင်းထားတာပါအစကတော့ကျွန်တော်လည်းကြောက်ပါတယ်ဒါပေမဲ့ကျွန်တော်သားကအရန်တော်တာဒီနေ့ကျွန်တော်တို့မျိုးရဲ့ထိတ်တန်းចောင်းသားထားဖို့ကလည်းသူပဲလေလို့ပြောလိုက်ပါတယ်
အကျေးတာကူအံ့အားသင့်သွားပြီးခမရသားရဲ့နာမည်ကအာကျွန်းဘာမာလာလို့မေးလိုက်ပါတယ်အဖေပြောလိုက်ပြီးဟုတ်တယ်လို့ဖြေပါတယ်အကျေးတာကူလည်းဒီနာမည်ကိုကြားဘူးပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကလေးကိုယ်တိုင်လည်းဒီနေ့ပုံစံမျိုးပဲဖြစ်ထားလို့ပါအဲ့ဒီအချိန်မှာပဲစစ်ဆေးဖို့သွားတဲ့စစ်တီတွေပြန်ရောက်လာပြီးစာသင်္ဘောရဲ့ကျန်တဲ့ပစ္စည်းတွေကအဆင်ပြေပါတယ်ဒါပေမဲ့နောက်ဘက်ကအခန်းကလို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးရုတ်တရက်တင်းမာသွားပါတယ်အဖေကိုယ်တိုင်လည်းအံ့ဩသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအခန်းကပုံမှန်အားဖြင့်အမိုက်သိမ်းဖို့အတွက်ပဲသုံးတာလေအဲ့ဒီအချိန်မှာပဲကျွန်တော်ရှေ့ကိုတိုးလာပြီးစာအဲ့ဒီအခန်းကိုကျွန်တော်ယာယီထိန်းချုပ်ရေးခန်း control room အဖြစ်ပြောင်းထားတာပါအတွင်းမှာရေဒါစနစ်နဲ့ကွန်ပျူတာနှလုံးတက်ထားပါတယ်အပြင်ထွက်တဲ့အချိန်မှာမှားပြီးတော့ခတ်မိသွားလို့ပါအခုဖွင့်ပေးပါမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်မှန်တရားအလုံးကိုတော့မပြောပြခဲ့ပါဘူးတကယ်တော့အဲ့ဒီကွန်ပျူတာတွေဟာအပြင်မှာတက်ထားတဲ့လက်နက်တွေကိုထိန်းချုပ်ဖို့နဲ့ရန်သူတွေကိုခွဲခြားသိမြင်ဖို့အတွက်ရည်ရွယ်ပြီးလုပ်ထားတာပါကျွန်တော်သူတို့ကိုနောက်ဘက်ကိုခေါ်သွားပြီးအိတ်ကက်ထဲကတော့ထုတ်ပြီးတကားဖွင့်လိုက်ပါတယ်တကားဖွင့်လိုက်တာနဲ့အကျေးတာကူရဲ့မျက်လုံးတွေကကွန်ပျူတာစကရင်ပေါ်မှာပြနေတဲ့စောင့်ကြည့်စစ်ဆေးမှုစနစ်ပေါ်ကိုအရင်ဆုံးရောက်သွားပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့မျက်လုံးတွေကအခန်းထောင်မှာထားတဲ့တစ်သားကြီးနှလုံးစီရောက်သွားပါတယ်သူတို့အဲ့ဒီຢာတွေကိုဖွင့်ကြည့်လိုက်တဲ့အခါသူတို့ရဲ့မျက်နှာမူຢာတွေချက်ချင်းပြောင်းလဲသွားပါတယ်အတွင်းမှာနောက်ထပ်3 မီလီမီတာအနီးကပ်ပစ်လက်နက်တွေနဲ့စက်တနက်တွေအများကြီးရှိနေတာပါအဲ့ဒီလက်နက်တွေရဲ့ပုံစံနဲ့တပ်တူရဲ့အရေးသွေးကတကယ်အစ်စ်တွေနဲ့လုံးဝတူညီနေပါတယ်သူကိုယ်တိုင်လည်းစိတ်ရှုပ်ထွေးသွားပါတယ်သူကတလက်ကိုကောက်ကင်ပြီးအလွန်အာရုံစိုက်ကစစ်ဆေးကြည့်ရှုပါတော့တယ်အချိန်တော်ကြာစစ်ဆေးပြီးတဲ့နောက်မှာတော့သူအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုလိုအပ်နေတာကိုရှာတွေ့သွားပြီးမှပဲတက်ပြင်းချနိုင်တော့တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအစိပ်ပိုင်းမပါဘဲနဲ့အဲ့ဒီလက်နက်တွေကတကယ်ကြည်စံကိုပြစ်ခတ်နိုင်မှာမဟုတ်လို့ပါကျွန်တော်ကစာသားတွေကိုတော့အဲ့ဒီရေတက်3မြောက်ကြီးလုတ်တုံးကကြံခဲ့တဲ့ပစ္စည်းအပူတွေနဲ့ပဲတက်ဆင်ထားတာပါဝါသနာပါလို့တွဲထည့်ထားတာပါလို့ပြောလိုက်ပါတယ်အကျေးတာကူကခေါင်းတန်ကြီးပြပြီးနောက်ထပ်မေးခွန်းတွေမမေးတော့ပါဘူးဘလို့ပဲဖြစ်ဖြစ်လွန်ခဲ့တဲ့3လကအေဒင်ပင်လယ်ကွေ့မှာတိုက်ခိုက်မှုကြီးတစ်ခုဖြစ်ပွားခဲ့တာကြောင့်တင်မောသားတိုင်းကကြောက်ရွံ့နေကြတာပါအပေါ်ရန်ကြည့်ရင်လည်းကျွန်တော်တို့မိသားစုရဲ့မှတ်တမ်းကတန်ရှင်းနေပါတယ်နောက်ဆုံးမှာတော့သူတို့လက်မှတ်ထိုးပြီးကျွန်တော်တို့ကိုထွက်ခွာခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့မပြန်ခင်မှာတက်ပေါ်မှာတက်ထားတဲ့အမြောက်ကြီးကိုကြည့်ပြီးဒါကိုထူထဲတဲ့အဝတ်တစ်ခုနဲ့အုပ်ထားလိုက်ပါလို့မှားသွားပါတယ်အဖေကချက်ချင်းပဲဟုတ်ကဲ့စာစိတ်ချပါလို့ပြန်ဖြေလိုက်ပါတယ်သူတို့ထွက်သွားတာနဲ့ကျွန်တော်လည်းတပြင်းကြီးချလိုက်ပါတယ်ကံကောင်းတာကလက်နက်တွေရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတွေကိုကျွန်တော်အရင်ကတည်းကခွဲထုတ်ထားလိုက်တာပါမဟုတ်ရင်ဒီနေ့တော့အကြီးအကျယ်ပြဿနာတက်တော့မှာပါခဏကြာမှာတော့ကျွန်တော်တို့ရဲ့စာကာရာနီဟာပင်လယ်ပြင်ဘက်ကိုပြန်လဲထွက်ခွာသွားပါတော့တယ်ကျွန်တော်တင်မောဆုံးမှာရက်ပြီးပင်လယ်ပြင်ကိုလှမ်းကြည့်နေမိတယ်ဒီတစ်ခေါက်ခရီးစဉ်ကနေအမျက်ငွေအများကြီးရလိမ့်မယ်ပြန်ရောက်ရင်ပညာရေးကိုပဲအေးအေးဆေးဆေးလုပ်တော့အင်ကိစ္စကိုစိတ်မပူနဲ့ငါအိုမင်းသွားတဲ့အခါမင်းရဲ့အကူအညီနဲ့ပဲအေးအေးဆေးဆေးနေရတော့မယ်လို့အဖေပြောတဲ့စကားနဲ့သူ့မျက်နှာပေါ်ကအပြုံးကိုမြင်ရတဲ့အခါကျွန်တော်လက်သီးကိုတင်းတင်းဆုပ်လိုက်မိပါတယ်ပင်လယ်ဓာတ်ပြတွေကိုမုံတီးလုံးနဲ့စိတ်ကြောင့်ကျွန်တော်တော့ကြောက်စိတ်ဝင်လာမိတယ်အဖေရဲ့ဒီလိုရိုးရှင်းတဲ့အိမ်မက်လေးဟာအတိတ်ဘဝတုန်းကမိနဲ့ကြည်စံတွေကြားမှာပျက်စီးသွားလိမ့်မယ်လို့ဘသူကများထင်မှတ်ထားမိမှာလဲလွန်ခဲ့တဲ့၄နှစ်လုံးအဲ့ဒီအမတ်တရားတွေကကျွန်တော်ကိုနေတိုင်းလိုစိတ်ဒုက္ခပေးနေခဲ့တာပါအဲ့ဒီအတွက်ကြောင့်ပဲဒီဘဝမှာတော့အဖေကိုပင်လယ်သွားမထွက်ဖို့မတားဆီးခဲ့တာပါဘာလို့လဲဆိုတော့ဒီတစ်ခေါက်မှာတော့အဲ့ဒီဓာတ်ပြတွေစီကနေတွေးကြွေးကိုတွေးနဲ့ပြန်ဆက်ဖို့ကျွန်တော်ဆုံးဖြတ်ထားလို့ပါပင်လယ်ပြင်မှာနေရတာဟာအရန်ကိုပြင်းစရာကောင်းပါတယ်တနေ့လုံးရေပြင်ကိုပဲကြည့်နေရတာပါခီးစတင်ပြီးရက်ပေါင်း20လောက်ကြာမှာတော့ကျွန်တော်တို့တင်မောဟာဆိုမာလီပင်လယ်ပြင်ပိုင်းတဲ့ထဲကိုရောက်ရှိလာပါပြီအဲ့ဒီအချိန်မှာပဲကျွန်တော်နှလုံးခုန်လုံးတွေမျက်စမ်းလာပါတယ်ဓာတ်ပြတွေကိုကြိုတင်သိရှိနိုင်ဖို့အတွက်မှန်ပင်လူကိုကင်ပြီးတနေ့လုံးအနီးနားကိုစောင့်ကြည့်နေကြတာပါအဲ့ဒီအချိန်မှာပဲတနေ့တော့ပင်လယ်လိုင်းတွေကြားမှာထူးဆန်းတဲ့လှုပ်ရှားမှုကိုတွေ့လိုက်ရပါတယ်ပုံမှန်လိုင်းတွေကရှည်လျားပြီးဖျောက်ဆင်းနေတတ်ပေမဲ့အခုလိုင်းတွေကတော့အရှိန်ပြင်းတဲ့ speedboat တစ်ခုကြောင့်ဖြစ်ပေါ်လာတာပါကျွန်တော်မှန်ဘလူးကိုတင်းတင်းဆုပ်ကင်ပြီးတေချာကြည့်လိုက်တဲ့အခါအဝေးမှာရှိတဲ့အမဲရောင်အမတ်သားတစ်ခုကျွန်တော်တို့စီကိုအရှိန်နဲ့ဥတီလာနေတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်မျက်နှာဒါပင်လေဓာတ်ပြတွေပဲလို့တွေးမိပြီးတင်မောအတွင်းပိုင်းကိုပြေးဝင်သွားပါတယ်အဖေရှိတောင်ဘက်မှာ speedboat တွေလာနေတယ်ကျွန်တော်တို့စီကိုအရှိန်နဲ့ဥတီလာနေတာသူတို့ကျွန်တော်တို့ကိုတွေ့သွားပြီးထင်တယ်လို့ပြောလိုက်ပါတယ်ခုထိအိတ်ချင်မှုတူဖြစ်နေတဲ့အဖေချက်ချင်းထွက်လိုက်ပါတယ်သူလည်းမှန်ပြီးလူယူပြီးအပြင်ကိုကြည့်လိုက်ပါတယ်ဒါပေမဲ့သူအဝေးကိုကြည့်လိုက်တဲ့အခါသူ့မျက်နှာပေါ်ကအယောင်တွေပြောက်ကွယ်သွားပါတော့တယ် speedboat တွေအမြောက်များကျွန်တော်တို့စီကိုဥတီလာနေတာကိုတွေ့လိုက်ရတယ်ဗုဒ္ဓဆင်းစီမှာလူလေး9ယောက်လောက်လိုက်ပါလာပြီးလူတိုင်းလက်ထဲမှာလက်နက်တွေကင်ထားကြပါတယ်တချို့က rifle တွေတချို့ကစက်တနက်တွေနောက်ဆုံး rocket launcher တွေထိပါရှိနေပါတယ်အဖေကနောက်မဆုတ်တမ်းပဲနှိုးဆော်တန်းကိုချက်ချင်းညီလိုက်ပါတယ်အားလုံးသတိထားကြပါပင်လယ်ဓာတ်ပြတွေကျွန်တော်တို့စီကိုလာနေပြီးအင်ဂျင်ကိုအရှိန်ပြည့်တင်ပြီးတင်မောကိုမြ мян မောင်းကြလို့ပြောလိုက်ပါတယ်တမိနစ်အတွင်းမှာပဲတင်မောတစ်ခုလုံးရှုပ်ထွေးသွားပါတယ်လူတွေကကြောက်လို့ဟစ်နေကြပါတယ်ကျွန်တော်တို့တော့တေတော့မှာပဲမြ мян အညံ့ခံလိုက်ကြရအောင်အသက်ချမ်းသာရမလားပဲကျွန်တော်လည်းအခုထိအိမ်တောင်မပြည့်ရသေးဘူးကပတိန်သူတို့နဲ့စကားပြောကြည့်ပါကျွန်တော်တို့ပတ်စံပေးလိုက်ပါမယ်လူတွေရဲ့ကြောက်ရွံ့နေတဲ့အတန်တွေကိုကြားတဲ့အခါအဖေကအပတရဟစ်လိုက်ပါတယ်အားလုံးတိတ်ကြဆန်းတောင်းပန်လိုက်ရင်သူတို့ကလွတ်ပေးလိုက်မယ်လို့ထင်နေတာလားအဲ့ဒီနောက်မှာတော့သူချက်ချင်းပဲဂျိုထုဖုန်းကိုကောက်ကင်ပြီးဒေတာဆိုင်ရာအာဏာပိုင်တွေကိုအကူအညီတောင်းလိုက်ပါတယ်ဒါပေမဲ့ဟိုဘက်ကနေရလာတဲ့အဖြေကတော့အေးဆက်ဆက်ပါပဲကျွန်တော်တို့ရှာဖွေကြည့်ဖို့ကြိုးစားနေပါတယ်လို့ပဲပြောပါတယ်ဖုန်းချလိုက်တာနဲ့အဖေမျက်နှာဟာဖြူလျော့သွားပေမဲ့ကြံတဲ့သူတွေကိုတော့ဘာမှမပြောပြခဲ့ပါဘူးအဲ့ဒီအစားသူချက်ချင်းပဲအိန္ဒိယစစ်တပ်စစ်ဆေးရေးစခန်းစီဖုန်းဆက်လိုက်ပါတယ်အကျေးတာကူကစာကာရာနီတင်မောကအကူအညီတောင်းခံတာကိုကြားတဲ့အခါအနားမှာရှိတဲ့စစ်တီကိုချက်ချင်းလှမ်းပြောပါတယ်ဒေတာခံကန်းချီစောင့်တက်နဲ့ချက်ချင်းဆက်သွယ်ပြီးဘာဖြစ်နေတာလဲဆိုတာစုံစမ်းစစ်တီတယောက်ချက်ချင်းစနစ်ကိုစစ်ဆေးလိုက်ပေမဲ့ခဏကြာမှစာသူတို့ပြောတာတော့အဖွဲတစ်ဖွဲတော့လွတ်လိုက်ပြီးတဲ့ဒါပေမဲ့ဝေးလုံးတဲ့အတွက်လို့ပြောလိုက်ပါတယ်ဒီစကားကြားလိုက်ရတဲ့အခါအကျေးတာကူဒေါသထွက်ပြီးစပွဲကိုလက်နဲ့ထုလိုက်ပါတယ်ပြီးတော့တစုံတစ်ခုကိုစဉ်းစားပြီးအနီးအနားမှာကင်းလက်နေတဲ့စစ်တင်မောရှိသလားမြ мян ရှာကြည့်ပင်လယ်ဓာတ်ပြတွေကအိန္ဒိယနိုင်ငံသားတွေကိုတိုက်ခိုက်နေတာလို့ပြောပါတယ်
စစ်တီတယောက်အလင်းမြန်စားလိုက်စစ်ဆေးပြီးတဲ့နောက်စာအနီးနားမှာအမေရိကန်ရဲ့စစ်တင်မောဖွဲ့ကင်းလှည့်နေပါတယ်ဒါပေမဲ့အခြေအနေကိုပြောပြလိုက်တဲ့အခါမှာတော့လှောင်ပြောင်တဲ့အဖြစ်ပဲရလာပါတယ်မင်းတို့နိုင်ငံကလူတွေကိုပင်လယ်ဓာတ်ပြတွေကတိုက်ခိုက်တာငါတို့နဲ့ပါဆိုင်လို့လေတကယ်လို့ငါတို့ကိုကဲခိုင်းချင်ရင်မင်းတို့အစိုးရကငါတို့အစိုးရစီကိုတရားဝင်တောင်းဆိုမှုလုပ်ပါခွင့်ပြုချက်ရမှာပဲကြည့်ရမှာပေါ့တဲ့ဟာဒီစကားကြားလိုက်ရတဲ့အခါအကြေးတာကူတယောက်ဒေါသနဲ့သွားပြီးကြိတ်မိသွားပါတယ်နိုင်ငံတကူအားနေနေရင်ဘယ်သူကမှဂရုမစိုက်ဘူးဆိုတာကိုသူပထမဆုံးအကြိမ်ဖြစ်နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအနားမှာရှိတဲ့စစ်တီကစာအကြီးမားဆုံးပြဿနာတစ်ခုတက်နေပါပြီဒီ area မှာရှိတဲ့ဂျုံလူဆက်သွယ်ရေးတွေအကုန်လုံးရုတ်တရက်ပိတ်သွားပါပြီစာကာရာနီအနီးနားမှာဘယ်ချက်ပြစနစ်မှအလုံးမလုံးတော့ပါဘူးဒီစကားကြားလိုက်ရတဲ့အခါအကြေးတာကူရဲ့မျက်နှာဟာဖြူလျှော့သွားပါတယ်ဒါဟာကြီးမားတဲ့ပူပေါင်းကြံစည်မှုတစ်ခုရဲ့အစိပ်ပိုင်းဖြစ်နေမှန်းနားလည်ဖို့မခက်ခဲတော့ပါဘူးအချက်ပြစနစ်တွေကိုပိတ်ခိုင်းလိုက်သူတွေကလည်းသူတို့ပါပဲတပ်ပြတွေနောက်ွယ်မှာရှိနေသူတွေကလည်းသူတို့ပါပဲအာကျွန်းဘာမာရဲ့မျက်နှာကိုသူတတိယသွားပြီးကလထိုင်ပေါ်ထိုင်ချလိုက်ရင်စိတ်သက်တွေလုံးဝကျသွားပါတော့တယ်အဲ့ဒီဘက်မှာတော့စာကာရာနီတင်မောပေါ်မှာလည်းဂျိုရုဆက်သွယ်ရေးတွေတက်တောက်သွားတာကိုအဖေတို့မြင်လိုက်ရပါတယ်သူတင်မောပေါ်မှာရှိတဲ့လူတွေကိုလှည့်ကြည့်ပြီးအတန်အပ်နဲ့ပြောလိုက်ပါတယ်အခုကျွန်တော်တို့မှာတခြားလည်းမရှိတော့ဘူးတေးရမယ်ဆိုရင်တော့တိုင်ရင်နဲ့ပဲတေးရမယ်အနည်းဆုံးတော့ကလေးတွေကိုထွက်ပြေးဖို့အခွင့်အရေးရသွားမှာပါအဲ့ဒီအချိန်မှာပဲလူအုပ်ထဲကလူကြီးတယောက်ထွက်လာပြီးမှန်လိုက်တာရှုံးရင်တော့ဒီကောင်တွေကိုအလွတ်မပေးရဘူးကလေးတွေကိုမြ мян ရည်ထဲဆင်းခိုင်းလိုက်သူတို့တင်မောပေးနာမှာပဲကုခတ်နေရမယ်ဖြည်းဖြည်းချင်းတင်မောပေါ်ကစူမြန်တန်တွေတိတ်ဆိတ်သွားပါတယ်တချို့ကတန်ချောင်းတွေတချို့ကတုတ်တွေကင်ထားကြပါတယ်လူတိုင်းရဲ့စိတ်ထဲမှာတော့ကြောက်စိတ်နဲ့အတူဒေါသတွေပါပြည့်နေနေပါပြီအဲ့ဒီချိန်မှာပဲအဖေကကျွန်တော်ကိုရှာဖို့ဘညာလှည့်ကြည့်လိုက်ပြီးမြဲကျွန်တော်အဲ့ဒီနေရာမှာမရှိတော့ပါဘူးသူပြင်ထွက်ဖို့ပြင်နေတော့မှပဲကျွန်တော်တင်မောထဲကနေအရှိန်နဲ့ပြေးထွက်လာပြီးအော်ပြောလိုက်ပါတယ်အားလုံးပဲလူတိုင်းရဲ့မျက်လုံးတွေကျွန်တော်စီကိုတပြိုင်တည်းရောက်လာပါတယ်ကျွန်တော်အဖေမျက်လုံးကိုတက်တက်ကြည့်ပြီးအဖေကျွန်တော်အရင်ကပြောခဲ့တဲ့အတိုင်းပဲအဲ့ဒီလက်နက်တွေကအတုမဟုတ်ဘူးအားလုံးအစ်စ်တွေပါလို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောပြီးကျွန်တော်တစ်တာကြီးနှလုံးကိုအလဲမှာချလိုက်ပါတယ်တက်တာတစ်လုံးထဲကနေစက်တနက်ကိုထုတ်လိုက်ပြီးနောက်တစ်လုံးထဲကနေသူ့ရဲ့အရေးကြီးအစိပ်ပိုင်းတွေကိုထုတ်လိုက်ပါတယ်ပြီးတော့စက္ကန့်ပိုင်းတွင်မှာပဲတနက်တစ်လက်လုံးကိုတက်ဆင်လိုက်ပါတယ်ကျွန်တော်လူအားလုံးကိုကြည့်ပြီးကျွန်တော်ခင်ဗျားတို့ရဲ့အသက်နဲ့ရောကျွန်တော်အသက်နဲ့ရောကစားမှာမဟုတ်ဘူးလူငယ်တွေအကုန်လုံးကျွန်တော်နဲ့အတူကြံတဲ့လက်နက်တွေကိုတက်ဆင်ကြရအောင်လို့ပြောလိုက်ပါတယ်လူတိုင်းရဲ့မျက်နှာမှာအံ့ဩမှုတွေရှိနေပေမဲ့သူတို့မိကွန်းတွေကိုဘေးဖယ်ထားပြီးကျွန်တော်နဲ့အတူလက်နက်တွေကိုစတင်တက်ဆင်ကြပါတယ်အဲ့ဒီအချိန်မှာပဲတစ်ဖက်ပင်လယ်ပြင်မှာတော့ပင်လယ်ဓာတ်ပြတွေဟာပျော်ရွှင်စွာနဲ့တချင်းဆိုရင်သူတို့ရဲ့ speed boat တွေကိုမောင်းနေလာနေကြပါတယ်သူတို့ရဲ့မျက်လုံးထဲမှာတော့ယူသွမှုနဲ့လောဘတွေပဲပြည့်နေနေပါတယ်ကျွန်တော်တို့တင်မောနဲ့ရေမိုင်3မိုင်လောက်ကွာကိုရောက်တဲ့အခါပင်လယ်ဓာတ်ပြကင်းဆောက်တယောက်ရဲ့မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားပါတယ်သူအပြေးလွှားနဲ့သူတို့ရဲ့ခေါင်းဆောင်ဟာဆန်စလင်စီသွားပြီးမန်ဘီလူးနဲ့မြင်ခဲ့သမျှအကုန်ပြောပြလိုက်ပါတယ်ဟာဆန်ကပါဇက်မှာကြိုက်ထားတဲ့ဆေးလိပ်ကိုဖယ်ပြီးမန်ဘီလူးကိုယူကာကျွန်တော်တို့ဘက်ကိုလှမ်းကြည့်ပါတယ်စက္ကန့်အနေငယ်ကြာမှသူအော်ဟစ်လိုက်ပါတယ်ဒီကောင်တွေတော့ယူနေပြီကုန်တင်တင်မောပေါ်မှာရေတက်သုံးအမြောက်တွေတက်ထားပြီးလူတွေကလည်းစက်တနက်တွေကိုကင်ထားကြတယ်ဒါကရိုးရိုးကုန်တင်တင်မောလို့ပြောထားတာမဟုတ်ဘူးလားဒါပေမဲ့သူတေချာကြည့်လိုက်တဲ့အခါတင်မောပေါ်ကလူတွေကကြောက်လန့်နေတာကိုတွေ့လိုက်ရပါတယ်တချို့လက်ထဲမှာတနက်တွေရှိပေမဲ့တချို့ကတော့တစ်သားတုပ်တွေကိုပဲကင်ထားကြပါတယ်ဟာဆန်ကသူ့အားလုံးကိုနားလည်သွားပြီလို့ထင်လိုက်ပါတယ်သူရေမောရင်ကြောက်เสียရမလို့ပါဘူးဒီလူတွေကငါတို့ကိုခြောက်လန့်ဖို့စူးစမ်းနေတာပါတကယ်ဒါလက်နက်အစ်စ်တွေဆိုရင်သူတို့မျက်နှာမှာဒီလောက်တောင်ကြောက်ရွံ့မှုတွေရှိနေမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူကသူ့လူတွေကိုလှမ်းကြည့်ပြီးကဲကောင်းလေးတို့တကယ်တနက်ဆိုတာဘလို့ရှိလဲဆိုတာသူတို့ကိုပြလိုက်ကြဆိုလို့အော်ပြောလိုက်ပါတယ်ပင်လယ်ဓာတ်ပြတွေလည်းချက်ချင်းစိတ်အားထက်သန်သွားပြီးသူတို့ရဲ့ speed boat တွေကိုကျွန်တော်တို့ဘက်ကိုပို့ပြီးအရှိန်နဲ့မောင်းလာကြပါတယ်ဟိုဘက်စာကာရာနီတင်မောပေါ်မှာတော့ကျွန်တော်လက်နက်တွေကိုလူတိုင်းစီခွဲပေးပြီးကျွန်တော်ကိုယ်တိုင်ထိန်းချုပ်ရေးခန်း control room ထဲကိုဝင်သွားပါတယ်ရေတာပေါ်မှာပြစ်မှတ်အားလုံးကိုလော့ချလိုက်ပြီးသူတို့ပြစ်ခတ်နိုင်တဲ့အကွာအဝေးတွေကိုအပြည့်အဝရောက်လာတဲ့အထိစောင့်နေလိုက်ပါတယ်စိတ်မကောင်းတာကဒီတစ်ခေါက်ကြိုတင်ပြင်ဆင်မှုကမပြည့်စုံသေးတာပါပဲ infrared စနစ်နဲ့အဆင့်မြင့်ပြစ်မှတ်လော့ချတဲ့နည်းပညာတွေမပါဝင်တဲ့အတွက်အတိအကျပြစ်ခတ်ဖို့ခက်ခဲပေမဲ့ရှေ့ကလာနေတဲ့ဓာတ်ပြတွေအတွက်တော့ဒါနဲ့တင်လုံလောက်ပါတယ်သူတို့ရဲ့ speed boat တွေမီတာ200 300လောက်กว่าကိုရောက်လာတဲ့အခါကျွန်တော်စိတ်ထဲကနေရေတွက်လိုက်ပါတယ်9432ရေတွက်လို့အဆုံးမှာတော့တင်မောဘော်ကရေတက်3မြောက်ကြီးလဲပတ်သွားပြီးကျေလောင်တဲ့အတန်နဲ့အတူမီးရန်တွေထွက်ပေါ်လာပါတယ်ကြီးစံမိုးတွေကအရှိဆုံးကလာနေတဲ့ speed boat တွေပေါ်ကိုတက်တက်ကျသွားပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲပုတ်တော်များများပောက်ကွဲပြီးလွတ်ဆင်သွားပါတယ်ပင်လယ်ပြင်တစ်ခုလုံးမီးခိုးငွေ့တွေနဲ့ပြည့်နေသွားပါတယ်ကျန်တဲ့တပြားတွေရဲ့အခြေအနေကတော့ပြောမနေပါနဲ့တော့တချို့ကကြောက်လန့်လုံးလို့ပုတ်ကူတောင်လှည့်မောင်းချိန်မရပဲရေထဲကိုပြုတ်ကျကုန်ပါတယ်ပုံအနေငယ်လောက်ပဲအသက်လူပြီးထွက်ပြေးနိုင်ခဲ့ပါတယ်စာကာရာနီတင်မောဘော်ကလူတွေကတော့ဒီမြင်ကွင်းကိုကြည့်ပြီးအားတင်နေကြပါတယ်နောက်တစ်ခဏမှပဲတင်မောဘော်မှာဝမ်းသာအားရနဲ့အော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်ကျွန်တော်တို့နိုင်ပြီဓာတ်ပြတွေထွက်ပြေးသွားပြီးဒီလက်နက်တွေကတကယ်အစ်စ်တွေပဲကျွန်တော်တို့တော့မတေးရတော့ဘူးလူတချို့ကရေမောနေကြပြီးတချို့ကတော့ငိုယိုနေကြပါတယ်တေးရမှာကြောက်တဲ့စိတ်ကတော့ရှိနေသေးပေမဲ့အဲ့ဒီကြောက်စိတ်ကအခုတော့ပင်လယ်ဓာတ်ပြတွေရဲ့ရင်ထဲကိုရောက်သွားပါပြီထွက်ပြေးသွားတဲ့ဓာတ်ပြတွေကတော့ထိတ်လန့်မှုတွေကနေမယုံထွက်နိုင်သေးပါဘူးတယောက်ကဒီလူတွေကလူတွေမဟုတ်ဘူးနတ်ဆိုးတွေပဲလို့အော်ဟစ်နေပါတယ်ဟာဆန်စလင်ကတော့ကြီးစံထိထားတဲ့သူ့ခြေထောက်ကိုကင်ပြီးနာကျင်မှုကိုခံစားရင်းဂျိုဒူဖုန်းကိုထုတ်လိုက်ပါတယ်ဆက်သွယ်မှုရတာနဲ့ငါတို့အလိန်ခံလိုက်ရပြီးတာမန်ကုန်တင်တင်မောလို့ပြောထားပေမဲ့တကယ်စစ်တင်မောကြီးဖြစ်နေတယ်ငါတို့ရဲ့ speed boat 20ကျော်ပျက်စီးသွားပြီးလူပေါင်း100လောက်တိတ်ဆုံးသွားပြီလို့ပြောလိုက်ပါတယ်ဖုန်းတစ်ဖက်ကသူတို့ရဲ့တတိကဒေါသတကြီးနဲ့သူတို့ကငါတို့ကိုတရင်အမှားပေးတာမင်းတို့အခုချက်ချင်းပြန်ခဲ့ငါကိုယ်တိုင်သူတို့နဲ့စကားပြောမယ်လို့ပြောပြတာနဲ့ American စစ်တင်မောကကွန်မန်ဒါရော့စီကိုချက်ချင်းဖုန်းဆက်လိုက်ပါတယ်ဒါပေမဲ့ Ross ကအိန္ဒိယကုန်တင်တင်မောပေါ်မှာရေတက်3လက်နက်တွေတက်ထားကြောင်းသိလိုက်ရတဲ့အခါသူ့မျက်လုံးတွေတောက်ပလာပါတယ်သူဟိုဘက်ကပြောတာကိုတော့အဆုံးထိနားမထောင်ပဲဖုန်းချလိုက်ပြီးအဲ့ဒီအိန္ဒိယတင်မောစီကိုအမြန်ဆုံးသွားကြသူတို့ကနိုင်ငံတကာစီးမြင်တွေကိုချိုးဖောက်ပြီးကုန်တင်တင်မောကိုစစ်တင်မောအဖြစ်ပြောင်းလဲထားတာတက်တဲ့အထောက်ထားတွေရှာပြီးတင်မောကိုနစ်မြုပ်ပစ်လိုက်လို့အမိန့်ပေးလိုက်ပါတယ်
အမိတ်ပေးပြီးတဲ့နောက် Ross တယောက်ကျဲလောင်စွာရေမောလိုက်ပါတယ်ဟိုဘက်ဆာကာရာနီပေါ်မှာတော့ကျွန်တော်လူတွေပြောနေတာကိုကြည့်နေရင်းနဲ့တခုခုကိုသတိရသွားပါတယ်အတိတ်ဘဝတုန်းက2009ခုနှစ်မှာအဖေနဲ့တခြားသူတွေအသက်ခံရတော့ကအေဒင်ပင်လယ်ကွေ့အနီးနားမှာပဲဖြစ်ခဲ့တာပါ2010ဝန်းကျင်လောက်မှာအနောက်နိုင်ငံတချို့ကပင်လယ်ဓာတ်ပြတွေနဲ့ပူးပေါင်းနေတဲ့ဆိုတဲ့ကောလာဟလတွေထွက်ခဲ့ပူတာကိုသတိရမိပြီးအခုရုတ်တရက်ပိတ်သွားတဲ့ဂျိုတူဆက်သွယ်ရေးစနစ်ကိုပြန်တွေးမိတဲ့အခါတန်တရားတွေပိုပြီးနှက်ဆိုင်လာပါတယ်ကျွန်တော်ချက်ချင်းအော်ပြောလိုက်ပါတယ်မြန်မြန်လုပ်ကြရေးတက်3မြောက်ရဲ့ပြောင်းတွေကိုအကုန်ဖြုတ်လိုက်ကျွန်တော်တို့လက်နက်ရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတွေကိုဖယ်ရှားလိုက်တာနဲ့အဝေးကနေအမေရိကန်စစ်သည်မောကြီးကျွန်တော်တို့ဘက်ကိုဥတီလာနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီအခါကျွန်တော်အုံနောက်ထဲမှာအကြံတစ်ခုရလာပါတယ်ကျွန်တော်အဖေကိုချက်ချင်းကြည့်ပြီးအဖေအခုချက်ချင်းရေဒီယိုကနေအများသိအောင် message ပို့လိုက်ပါအမေရိကန်စစ်သည်မောကကျွန်တော်တို့အသက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ရေးလိုက်ပါလို့ပြောလိုက်ပါတယ်ကျွန်တော်စကားကြတော့အဖေနဲ့တခြားသူတွေအံ့ဩသွားကြပါတယ်ပင်လယ်ဓာတ်ပြတွေကိုတော့ကျွန်တော်တို့ကိုယ်တိုင်နှင်ထုတ်လိုက်တာလေးဘာလို့သူတို့ကိုကျေးဇူးတင်ရမှာလဲကျွန်တော်ဘာမှမဖုံးကွယ်ပဲရှင်းပြလိုက်ပါတယ်အဖေစဉ်းစားကြည့်ပါအကယ်၍သာအမေရိကန်စစ်သည်မောကဒီနားမှာကင်းလှည့်နေတာဆိုရင်ပင်လယ်ဓာတ်ပြတွေကဘာလို့ဒီလောက်တောင်ရဲရဲတင်းတင်းတိုက်ခိုက်မှာလဲကျွန်တော်စကားကိုနားထောင်ပါတစ်ဖက်မှာတော့အမေရိကန်စစ်သည်မောဘော်ကကပတိန်ချားစ်ဝေါ်ကာကပင်လယ်ပြင်မှာပြန့်နှံ့နေတဲ့အပျက်စီးတွေကိုကြည့်ပြီးပြုံးနေပါတယ်တင်မောရဲ့တပ်ပုံတွေကိုရလိုက်ရင်တင်အောင်မြင်မှုကြီးတစ်ခုဖြစ်မှာလို့သူထင်နေတာပါအဲ့ဒီအချိန်မှာပဲကွန်မန်ဒါရော့စီကဖုံးဝင်လာပါတယ်မင်းတို့ဘာတွေလုပ်နေတာလဲအိန္ဒိယတင်မောကိုကူညီပေးလိုက်လို့ပင်လယ်ဓာတ်ပြတွေကိုနိုင်သွားတာလို့အိန္ဒိယဘက်ကကဘာကိုကြီးညာနေကြပြီလို့ပြောလိုက်ပါတယ်ချားစ်အန်အော်သွားပြီးပါကျွန်တော်ကဘယ်ချိန်ကကူညီမိလို့လဲလို့ပြန်ပေးပါတယ်အဲ့ဒီအချိန်မှာပဲသူ့လူတစ်ယောက်ကရေဒီယိုမက်ဆေ့ချ်တစ်စောင်ကိုပေးလိုက်ပါတယ်အဲ့ဒါကိုဖတ်လိုက်ရတဲ့အခါချားစ်ရဲ့မျက်နှာပြတ်သွားပါတယ်အိန္ဒိယကုန်တင်တင်မောကိုပင်လယ်ဓာတ်ပြတွေလက်ကနေကယ်တင်ပေးတဲ့အမေရိကန်စစ်တင်မောကိုကျေးဇူးတင်ပါတယ်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ UP 1000လှူဒန်းပါမယ်တဲ့ဒေါသထွက်လွန်းလို့ချားစ်စာပွဲကိုလက်နဲ့ထုလိုက်ပါတယ်သူကဒီအခွင့်အရေးကိုအသုံးချပြီးစာကာရာနီကိုဖျက်ဆီးပစ်ချင်ခဲ့တာဒါပေမဲ့တင်မောကအန်ရယ်ကင်းကင်းနဲ့လွတ်မြောက်သွားပြီဆိုတဲ့သတင်းကပြန့်နှံ့သွားပြီဖြစ်လို့အခုသွားလို့ရင်သူတို့အပေါ်ပဲအပြစ်ပုံချခံရတော့မှာပါခဏကြာမှဒေတာခံကမ်းခြေစောင့်တက်လဲရောက်လာပါတယ်ဒါပေမဲ့ကျွန်တော်တို့စီမလာပဲအမေရိကန်စစ်တင်မောစီကိုပဲတိုက်ရိုက်သွားလိုက်ပါတယ်သူတို့လည်းရေဒီယိုမက်ဆေ့ချ်ကိုကြားလိုက်ရပြီးအမေရိကန်တွေကပဲပင်လယ်ဓာတ်ပြတွေကိုနှင်ထုတ်ပေးလိုက်တယ်လို့ထင်နေကြတာပါသူတို့ရဲ့ကျေးဇူးတင်စကားကိုကြားရရင်အမေရိကန်ကပတိန်တယောက်ပြောမလားဒါမှမဟုတ်ဒေါသထွက်ပြီးတွေးအံမလားဆိုတာကိုတွေးပြီးကျွန်တော်ပြုံးလိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်အုံနောက်ထဲမှာအတန်တန်ကြားလိုက်ရပါတယ်ဂုဏ်ယူပါတယ်ဟုတ်တင်လက်နက်တွေကိုပထမဆုံးအကြိမ်အောင်မြင်အသုံးပြုနိုင်ခဲ့ပါပြီပင်လယ်ဓာတ်ပြတရား2ယောက်ကိုရှင်းပြနိုင်ခဲ့တဲ့အတွက်အဆင့်ရရှိပါတယ်စုအနေနဲ့ .3000 ချီးမြှင့်ပါတယ်လို့ပြောပါတယ်မျက်စိရှိမှာပေါ်လာတဲ့စနစ်ရဲ့ပန်နဲ့ဖန်းလုံးကိုကြည့်ပြီးခဏလောက်မေးနေမိပါတယ်လက်နက်အစ်တိုင်းကိုစမ်းသပ်ဖို့လူတွေကိုတက်ရတော့မှလားလို့တွေးမိပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီဓာတ်ပြတွေကအပြစ်ကင်းတဲ့သူတွေမဟုတ်ဘူးဒီလိုလူမျိုးတွေကိုတက်တာကမှမှန်လားလို့ကိုပြန်ဖြေသိလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အဝေးမှာရပ်ထားတဲ့အမေရိကန်စစ်သည်မောကိုကြည့်လိုက်ပါတယ်အဲ့ဒီခေတ်ကအိန္ဒိယရဲ့နည်းပညာကအမေရိကန်ထက်နောက်ကျနေပါသေးတယ်တကယ်လို့သူတို့ရဲ့စစ်သည်မောနည်းပညာတွေကိုသာငါရနိုင်မယ်ဆိုရင်ဒီအကြံကိုတွေးမိတာနဲ့တင်စနစ်ရဲ့အတန်ကိုထက်ကြားလိုက်ရပါတယ်ဟုတ်ရန်သူနည်းပညာတွေကိုခွဲခြားစိတ်ဖြာနိုင်ပါတယ်တကယ်လို့တင်သာအဲ့ဒီစစ်သည်မောပေါ်တက်နိုင်ရင် point တွေကိုသုံးပြီးသူတို့ရဲ့နည်းပညာတွေကိုရရှိနိုင်ပါတယ်တဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကျွန်တော်မျက်လုံးတွေတောက်ပသွားပါတယ်အဲ့ဒီရှိမှရက်နေတဲ့စစ်တင်မောဟာအမေရိကန်ရဲ့တကယ်အဆင့်မြင့်နည်းပညာတွေနဲ့ပြည့်နှက်နေတဲ့စစ်တင်မောပါဒီအခွင့်အရေးကိုလက်လို့မခံဘူးလို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်ဖက်မှာတော့ကွန်မန်ဒါရော့စ်တယောက်ဒေါသထွက်ပြီးယူမတက်ဖြစ်နေပါပြီသူကပင်လယ်ဓာတ်ပြတွေကိုအသုံးပြုပြီးတခြားနိုင်ငံတွေရဲ့တင်မောတွေကိုလူရက်ခိုင်းပြီးသူတို့ကတော့အမျက်ထုတ်နေကြပါဒါပေမဲ့ဒီတစ်ခေါက်တော့ကစားကွက်တစ်ခုလုံးပြောင်းပြန်ဖြစ်သွားပါပြီအခုဆိုရင်ပင်လယ်ဓာတ်ပြတွေကပါအမေရိကန်တွေကိုလက်စားချေဖို့စဉ်းစားလာနိုင်ပါတယ်အဲ့ဒီအချိန်မှာပဲပင်လယ်ပြင်မှာအမေရိကန်စစ်တင်မောနဲ့ဒေတာခံကမ်းခြေစောင့်တပ်တင်မောတွေဟာစာကာရာနီအနီးကိုဖြည်းဖြည်းချင်းရောက်လာပြီးရပ်တက်လိုက်ပါတယ်တင်မောရက်သွားတာနဲ့အသက်အရွယ်အလက်ပိုင်းအိန္ဒိယလူမျိုးတယောက်ကျွန်တော်တို့တင်မောပေါ်တက်လာပါတယ်သူကအိန္ဒိယရဲ့ဒေတာခံတမကြီးဝီမေးမီယာပါသူတင်မောပေါ်မှာရှိတဲ့လူတွေကိုလှည့်ကြည့်ပြီးဝမ်းနေတဲ့အတန်နဲ့ခင်ဗျားတို့အရန်ကိုဒုက္ခရောက်ခဲ့ရတာပါကျွန်တော်တို့နိုင်ငံရဲ့ရေတက်တာဒီလောက်အားနဲ့မနေရင်ခင်ဗျားတို့ဒီနေ့ဒီရက်ကိုကြုံတွေ့ရမှာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်သူစကားကိုကြားတဲ့အခါတင်မောပေါ်ကလူတွေအားလုံးစိတ်ထိခိုက်သွားကြပါတယ်ဒီလောက်ဝေးလံတဲ့နေရာကိုအိန္ဒိယရေတက်အမြန်ရောက်လာဖို့မလွယ်ကူမှန်းလူတိုင်းသိကြပါတယ်ဒါပေမဲ့တမကြီးကိုယ်တိုင်ရောက်လာတာကတဲ့အကြီးမားဆုံးအားပေးမှုတစ်ခုပါခဏအကြာမှာစကားပြောဆိုမှုတွေပြီးဆုံးသွားတဲ့အခါကျွန်တော်ဝီနေမီယာရဲ့ရှေ့ကိုတက်သွားပြီးဝီနေစာတီကိုလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်